ရှင်နေကျမတို့ရဲ့ရည်ကြီးမှုပရိသတ်ကာပွဲကြီးဖြစ်မြောက်အောင်ငွေကြီးအရာကြီးကကူညီပံ့ပိုးပေးတာကတော့မြန်မာ National Airline MNA နဲ့ Global Business and Management Group Private Limited တို့မှာပဲဖြစ်ပါတယ်ရှင် Co-sponsor ကတော့ဖူးပွင့်ဝေ General Trading ညနန်းလွယ် The Zin Singapore Success Magazine စေးမြန်မာ Travel Private Limited နဲ့မော်လမြိုင်ရောင်းဝယ်ရေးတို့မှာပဲဖြစ်ပါတယ်ခင်ဗျာရှင်နေကျမတို့ဒီရည်ကြီးမှုပရိသတ်ကာပွဲကြီးမှာပါဝင်ကပြဖျော်ဖြေကြပါသော performer များနဲ့ကျမတို့အစီအစဉ်တင်ဆက်သူများကိုမိတ်ကပ်ချေတာပေးတာကတော့ကိုကျော်မျိုးဦးစီးတဲ့ Royal Style and Fashion မှာမိတ်ကပ်ပညာရှင်များပဲဖြစ်ပါတယ်ပရိသတ်ကြီးတို့အနေနဲ့လည်းမင်္ဂလာအခမ်းအနားများနဲ့တွင်နှင်းသဖြင့်အခမ်းအနားတို့လိုကိုယ့်ရဲ့အမှတ်တရနေ့လေးတွေမှာအလားပါဆုံးဖြစ်နေစေဖို့ Royal Style and Fashion The First Lady Bridal Service နဲ့ဆက်သွယ်နိုင်ပါတယ်ရှင်။ယနေ့ကျမတို့ပွဲလေးအတွက်ကူညီပံ့ပိုးပေးပါသော Royal Style and Fashion မှာမိတ်ကပ်ပညာရှင်ကိုကျော်မျိုးနဲ့ဖွဲ့သားများကိုလည်းအထူးကျေးဇူးတင်ရှိပါတယ်ရှင်။ We would like to mention special appreciation and thanks to our talented makeup artists who beautified our performance and MCs out of their busy schedule with patience and dedication for the show tonight. If interested for your wedding or any events, you may contact Royal Style and Fashion First Lady Bridal Service to shine out the most like a star with an elegant look painted by Ko Jo Myo and the team of Royal Style and Fashion. The name, Chinoro Ye, Merging Shetui, Engine Set Doll, and Ibin Hai Pueligo, Adiga Kuni Babu Beta Lagaro, Yamaha National Airlines, MNA Map Marina. ပရိသတ်ကြီးရေယခုအချိန်မှာဆိုရင်ဖြင့် MNA ရဲ့ first year anniversary အနေနဲ့စင်ကာပူရန်ကုန်အသွားပြန်ခရီးကို airfare $99 နဲ့ Airport and Security Tax များပါဝင်စင်ကာပူဒေါ်လာ260ခန့်အထူးဈေးနှုန်းနဲ့ပြေးဆွဲလျက်ရှိပါတယ်။ဝန်ဆောင်မှုများအနေနဲ့ခီးတဲ့တအုပ်လင်း package allowance 30 kg နဲ့လေယာဉ်ပေါ်တွင်အစားအသောက်ကျွေးမွေးမှုစီအပီးစီးဖြစ်ပါတယ်ရှင်။ဒီထူးလျှော့ဈေး ticket တွေရဲ့ sale period ကတော့2016 September 30 ရက်နေ့ထိဖြစ်ပြီးတော့ travel period ကတော့2016 November 30 ရက်နေ့ထိပဲဖြစ်ပါတယ်။ပရိသတ်ကြီးကိုတခုသတိပြုစေချင်တာကတော့ September 10 ရက် 17 ရက်နဲ့12 ရက်တွေကတော့ black out period တွေပဲဆိုတာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ယနေ့ဒီပွဲလေးကိုအဖက်ဖက်မှကူညီပံ့ပိုးပေးပါတော့စီးပွားရေးလုပ်ငန်းများကိုလည်းအထူးကျေးဇူးတင်ရှိပါကြောင်းထပ်လောင်းပြောရစီခင်ဗျာခုန hip hop အဖွဲ့တော်မှာပြိတ္တတွေရန်အားပေးတာကိုတွေ့ရတယ်။အဲ့တော့ကျွန်တော်တို့ဘန်လေးတွေ့လည်းအတူတူလုပ်ပေးနိုင်မလား Oh
တဲ့ဘာကြောင့်ဆုံးလို့လဲဘာတွေကတော့လဲနိုင်နေတယ်ရှင်လောကတရားချေကောင်မလေးကခြံခဲ့ပြီဆိုတော့အခုတည်လို့ရကြောက်တဲ့တင်ပြင်းနေမှာအကောင်းဆုံးရများတာနေပြောမှာကိုတည်ရမဟုတ်လား Yeah.
တမ်းဖို့ချပါလေကြောင်နဲ့ငယ်ကိုမောင်းစမယူတော့ပြေသူရောက်ဆုံးများတဲ့တွေစားပုံပြန်တော့ပြီးပါလေကိုယ်နဲ့ချင်းချပြီးပေးပေးကိုလိုရင်စင်ပြရှိခဲ့မင်းရဲ့ပြီးစံတိုင်းစံကတော့သူနဲ့မှမတူတဲ့ ကဲတော့ကျွန်တော်အားလုံးကတော့အိမ်နဲ့ဝေးနေတယ်အိမ်ုံလွှမ်းနေတယ်အိမ်ပြီးလေးရောကောင်းရညာရဲ့ညနေတဲ့
တော်ရဲ့ legendary ကိုမေးမဝါ ဟုတ်ပြီလားဥဆောင်မချင်းလေးကမင်းချစ်တူတာခေါ်ပါတယ်ရိုးရဲ့ချင်းပါ
MCs နဲ့ SB collaboration ပဲဖြောပြတင်ဆက်မှုတွေကိုပြည်သက်ကြီးအားရကျေနပ်လိမ့်မယ်လို့ပြောလို့ရပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါကျွန်တော်တို့ဗန်ဖွဲ့သားတွေကဝါသနာရှင်တွေမဟုတ်ကြပါဘူးခင်ဗျာကျွန်တော်တို့ NP နဲ့ SB ရဲ့ကျောင်းသားကျောင်းသူတွေအလံတိုင်းတွေနဲ့ပဲပါဝင်ပေါင်းဆက်ဖွဲ့စည်းထားတာဖြစ်ပါတယ်ခင်ဗျာ ပြည်သက်ကြီးရှေ့ပေါ်မှာကိုရိုင်းတီကိုရိုင်းဆိုဖြောပြသွားတာဂုဏ်ယူဝယ်ကောင်းပါပါတယ်ခင်ဗျာ ဟုတ်ကဲ့ဒီဗန်ဖွဲ့သားတွေကိုလက်ခုပ်တန်လေးနဲ့နောက်တစ်ချိန်လောက်ချီးပြအောင်ပါပေးပါအောင်ပြည်သက်ကြီးဟုတ်လည်းပါတယ်နော် ပြည်သက်ကြီးခင်ဗျာကျွန်တော်တို့ရဲ့ဒီနေ့ပွဲလေးကိုကိုညီပတ်ဖို့ပေးထားတဲ့ကွန်စပွန်ဆာများနဲ့နှိစက်ပေးရစီခင်ဗျာကွန်စပွန်ဆာများကတော့ဖူးပွင့်ဝေ General Trading Peninsula Plaza စရုပ်ဓာတ်ချက်စိုက်ခန်းအမှတ်39ညနန်းတွေ Peninsula Plaza တင်ဆက်မတဲ့ဆိုင်အမှတ်55 The Success Magazine Singapore Peninsula Plaza ပင်စမချက်ဆိုင်ကမ်းအမှတ်36 Singapore Travel Private Limited Peninsula Plaza တတိယချက်ဆိုင်ကမ်းအမှတ်55နဲ့မော်လမြိုင်ရောင်းဝယ်ရေး Peninsula Plaza တတိယချက်ဆိုင်ကမ်းအမှတ်48တို့မှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ဒီနေ့ပွဲလေးကိုအဖက်ဖက်မှကူညီပေးပါတော့ကိုစပွန်ဆာများကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါကြောင်းထပ်လောင်းပြောကြားပါရစေဗျာကဲပရိသတ်ကြီးရေကျွန်တော်တို့ဒီနေ့ပွဲလေးကိုထမင်းဝိုင်းတစ်ဝိုင်းနဲ့တင်စားမယ်ဆိုပါစို့ဗျာကဲကျွန်တော်တို့ထမင်းဝိုင်းကြီးဟာအသားဟင်းငါဟင်းစီဦးထောပတ်တင်တာမကမပိရေးတို့စရာတွေနဲ့ပါကျွေးမွေးအခမ်းပြီးဖြစ်ပါတယ်ခင်ဗျာ ပြည်သက်ကြီးလည်းကျွန်တော်တို့တဲခင်းအခမ်းကျွေးမွေးလိုက်တဲ့အနှစ်သာရပြေသွားတဲ့ဟင်းရတွေကိုအားပါတရားစားသုံးခဲ့ပြီးလို့ဖြည့်အင်းဒီစိတ်နေတယ်ဆိုတော့လည်းရိတ်စားမိပါလေ ဒါကြောင့်ပရိသတ်ကြီးကိုဒီလို NPSP ပဒေတာကပွဲကြီးကအစီအစိတ်နေတာမကပဲအစာကြေစီအချိုပွဲအချင်းပွဲတွေနဲ့ထပ်မံတဲ့ခင်ကြက်ခံဖို့အချိန်ကြာရောက်လာပါပြီ ဒါကတော့အားလုံးမျော်လင့်ဆောင်စားနေတဲ့ဒီအန်ပေါ်လီနဲ့စင်ကာပေါ်လီညွန်ပေါင်းလူရှင်တွေကမဲ့အငြိမ့်အစီအစဉ်ပဲဖြစ်ပါတယ်ခင်ဗျာမိခင်တို့ကစင်တိုက်ကျွေးကလေးအားလုံးကျမ်းမာရေး အာမနေပြီ မလို့မတော့ကောင်းမှာမြောဒီမှာတွေ့ပြီကဲဟာရရှင်စီအစင်တိုက်ကျွေးပြိတ္တအားလုံးအပန်းဖြည့်ရေးဆိုတဲ့စောင်းကုန်းနဲ့ညီဟာရရှင်စီတိုက်ကျွေးဖို့စင်မြင့်ပေါ်ကိုပထမဆုံးတက်လာသူကတော့မိန်းမဆိုကြီးငယ်မရွေးကြီးငယ်လက်မရွေးအကုန်နမ်းမယ်တုံရမ်းမယ်ဖြစ်ပါတယ်ခင်ဗျာ အဲ့ဒါပါတော့ဒီ အားလာမယ်ပြည်လာတယ် အပရောသွားနေတယ် အားရရ ဆုံးမရှိရကဲအခုစင်မြင့်ပေါ်ကိုအခုတက်လာမှာကတော့ကောင်မာလေးတွေစီကပတ်စံအမြဲကြီးတဲ့ပဲလေးလေးဖြစ်ပါတယ်ခင်ဗျာပတ်စံအချင်းနေပြီ ချီ ကဲကြိုင်နောက်တစ်ယောက်ခေါ်မယ်အခုထွက်လာတော့စပ်ပါအဲ့မလို့ဟောမိတ်ကလေးဝက်လဲကန်နေတာ ဆက်စပိုင်တာအမြဲတမ်းတော့စွပ်ပြုတ်ဖြစ်ပါတယ်ဗျာဘာကောင်းကြီးတော့ဒယ်ရီဆိုပြီးပြိတ္တကိုလည်းညှိုးထိုး ဒီမော ကဲအခုထွက်လာမယ့်လူကတော့ရုပ်ကလေးတနာကမားနဲ့အင်မတန်နာမှုနဲ့အာလူပါလေခင်ဗျာကျဖို့ရေမိုးတယ်ကွာ ထွက်လာရပါမယ် မြင့်ဟောဟုတ်ပါနည်းနည်းရှော့ရှော့ တော်ရဲငါ